ကျွန်တော်ကိုမေးထားတာလေးရှိပါတယ် license ကနေကျွန်တော်တို့ location ယူမယ်ဆိုရင်ဘယ်လိုယူရတာလဲပေါ့နော်အရင်ဆုံး license ထက်ကိုဝင်တော့ပေးပါပြီးတော့ရင်တော့ကိုယ့်ကိုပို့လာတဲ့ location ဆိုတဲ့ကောင်ကိုရွေးပေးရပါမယ်ကျွန်တော်တို့ရှိတဲ့နေရာပေါ့နော်ဒါမှမဟုတ်သူများရှိတဲ့နေရာပေါ့နော်ဒီနေရာမှာအဲ့ဆိုရင်ဒီနာအဆက်3ဆက်ကိုရွေးပေးပါပြီးတော့ရင်တော့ open in Google Maps ဆိုတဲ့ကောင်ကိုရွေးပေးရပါမယ်ဒီနေရာမှာနေရာကမှန်လားမမှန်ဘူးလားဆိုတာတစ်ချက်ပြန်ပြီးတော့စစ်ပေးပါအကယ်လို့မှန်တယ်ဆိုရင်ဒီအောက်နာကဒီကောင်လေးပေါ့နော်ဒီကောင်လေးကို copy ကူးပေးပါ copy ကူးပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဒီ post ဆိုတဲ့ထဲကိုဝင်တော့ပေးရပါမယ်ပြီးရင် where to ဆိုတဲ့ကောင်ကိုနှိပ်ပေးရပါမယ်ဒီနေရာမှာခုနက copy ကူးထားတဲ့ကောင်ကိုပစ်လက်ချပါမယ်ပြီးတော့ရင်တော့ကျွန်တော်တို့ကားလေးတွေရွေးလို့ရပြီပေါ့နော်ဒီနေရာမှာကျွန်တော်တခုထပ်ပြီးဖြည့်ပြောချင်တာကဒီမှာပေါ့နော်ကျွန်တော်တို့ကားတွေငှားမယ်ဆိုရင်ဈေးကဒီမှာပေါ်ပါတယ်โอเคအားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်တော်ထင်ပါတယ်နောက်ထပ်သိချင်တာတွေရှိရင်လည်းကျွန်တော်ကိုထပ်ပြီးမေးလာလို့ရပါတယ်